Assalamu alaikum wa rahmatullahi wa barakatuhu 5 မိနစ်တွင်အောင်မြင်ခေရဲ့သင်ခန်းစာအမှတ်စဉ်1429ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အားလုံးကျွန်တော်တို့ရဲ့ဖခင်ဖြစ်သူတွေရှိနေစဉ်မှာအချိန်မပေးနိုင်ခဲ့ဘူးကောင်းကောင်းမပြုစုနိုင်ခဲ့ဘူးအဲ့လိုကျွန်တော်တို့လိုအခြေအနေတွေအတွက်ရင်ထဲထိမှန်စေမဲ့တန်ဝေကသင်ခန်းစာတစ်ခုကိုတင်ပြခြင်းပါတယ်ခေါင်းစဉ်လေးကတော့ပပကိုကျွန်တော်တို့မပြောမိခဲ့တဲ့စကားလေးတစ်ခွန်းအကြောင်းပါလောကမှာနောင်တဆိုတဲ့စကားလုံးဟာအမြဲတမ်းနောက်ကျမှရောက်လာတတ်ပါတယ်အခုဒီသင်ခန်းစာကိုကြည်နေတဲ့သူတွေထဲမှာမိဘကိုစိတ်ဆိုးနေတာစကားမပြောဘဲနဲ့နေတာဒါမှမဟုတ်ရင်အလုပ်တွေအယမ်းများလို့ဖုန်းတောင်မဆက်ဖြစ်တာဘယ်နည်းရှိသွားပြီလဲကျွန်တော်တို့တွေအပြင်လူတွေကိုကြတော့ပြုံးပြုံးရွှင်ရွှင်နဲ့ကျေးဇူးတင်ပါတယ်အားနာလိုက်တာလို့အကြိမ်ကြိမ်ပြောတတ်ကြတယ်ကိုယ်ပေါ်တစ်သက်လုံးအရေးလိုလိုက်လံကာကွယ်ပေးခဲ့တဲ့အာဟာရသိတိရှင်တွေပပတို့ကိုကြတော့ဘယ်နှကြိမ်လောက်အဲ့လိုစကားမျိုးပြောမှုပါတယ်လေမနှက်ဖြန်ဆိုတာတည်ကြတဲ့အရာမဟုတ်ပါဘူးဒီနေ့မှာပပရဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်ပေမဲ့တစ်ဖက်ကပြန်ထူးမဲ့သူမရှိတော့တဲ့အချိန်ကျမှပပကိုကျွန်တော်တို့အရန်ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုတောင်းပန်တူရှိုးပြီးတော့ပြောရင်တော့ပပမကြားနိုင်တော့ပါဘူးတော့ကျွန်တော်တို့ဖခင်ကြီးတွေဘလောက်ပေးဆက်တယ်လဲဒီလောက်ပေးဆက်တဲ့လောက်ကျွန်တော်တို့သားသမီးတွေဘက်ကဘလောက်မျက်ကွယ်ပြုလဲဥပိ္ပခယူငယ်မှာထားတယ်လဲဆိုတာလေးတွေကြည့်ကြည့်ပါကျွန်တော်ငငယ်ကအရာရာကိုလှုပ်ပေးနိုင်တဲ့စူပါဟီးရိုးကြီးလို့ထင်ခဲ့ရတဲ့ပပရဲ့ကြောပြင်ဟာအခုတော့ကိုင်းညွတ်လို့နေပါပြီကျွန်တော်တို့အစဉ်ပြေဖို့ကျွန်တော်တို့ပညာတတ်ဖို့ကျွန်တော်တို့လူတော်တိုးဖို့အတွက်ပပရဲ့လူငယ်ဘဝပပရဲ့အိတ်ဆက်ချင်းတွေနဲ့ပပရဲ့ကျမ်းမာရေးတွေကိုယဉ်ဤပေးဆက်ခဲ့ရတာပါပပရဲ့လက်ဖွားတွေကျန်းတန်းလာတာဟာကျွန်တော်တို့ရဲ့ဘဝတွေနုညံ့ချောမွေ့ဖို့အတွက်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့သားသမီးတွေအရွယ်ရောက်လာတဲ့အခါမှာတော့ဟာပပကလည်းဘာမှမတီးဘဲနဲ့ဆိုပြီးတော့ညှို့ညင်မိကြတယ်ကျွန်တော်တို့အလုရှုံနေတယ်ဆိုပြီးတော့စကားတွေဖြတ်ပစ်ခဲ့တယ်ပပရဲ့အုံမင်းရင်ရော်မှုကိုအမှုမဲ့အမှတ်မဲ့မျက်ကွယ်ပြုခဲ့ကြပါတယ်ကျွန်တော်တို့အတွက်ပပဟာဘဝရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်နိုင်ပေမဲ့ပပအတွက်တော့ကျွန်တော်တို့ဟာသူ့ရဲ့ကဘာတစ်ခုလုံးဖြစ်နေတာကိုကျွန်တော်တို့မေးလျော်နေတတ်ကြပါတယ်အဲ့တော့အချိန်မနှောင်းခင်တန်ဝေကတွေယူကြရအောင်ဖခင်တယောက်ကွယ်လွန်သွားတဲ့အခါအကြီးမားဆုံးဆုံးရှုံးမှုကအင်ကြီးတအိမ်ပျက်စီးသွားတာတဲ့ပို့ပါတယ်ကိုကိုဘာကျိုးဘာမှမျောမှန်းချက်မရှိဘဲနဲ့အကာအကွယ်ပေးမဲ့မုံတိုင်းတန်ကိုခံပေးမဲ့အမိုးအကာကြီးမရှိတော့တာပါဒါဆိုရင်ကျွန်တော်တို့ပပရှိနေစဉ်မှာဘာတွေလုပ်မလဲစနစ်တကျမပြုစုခဲ့မိတဲ့ကလေးတွေသားသမီးတွေနောက်မှနဲ့အချိန်ဆွဲရင်းပပရဲ့နေမကောင်းတဲ့အချိန်တွေကိုအဖော်မလုပ်ပေးမိခဲ့တာတွေရှိကောင်းရှိနိုင်ပါတယ်တမိုးမထားမိခဲ့တဲ့သားသမီးတွေပပပြောပြတဲ့ငယ်စဉ်ကပုံမြင်တွေကိုနားမထောင်ခြင်းအောင်စောင့်ပြီးတော့ဖုန်းပဲကြည့်နေခဲ့မိတာတွေဒါတွေကပပမရှိတော့တဲ့အခါတမရမှာရင်ဘတ်ကိုတူနဲ့တူတယ်လို့ခံစားရမယ်အနာကျင်ရဆုံးနောင်တတွေဖြစ်လာပါလိမ့်မယ်အဲ့တော့မိဘဆိုတာအနားမှာထာဝရရှိမနေပါဘူးသူတို့အသက်ရှင်ဖို့အချိန်ဟာနေ့တိုင်းတူတောင်းလို့လာနေပါပြီအဲ့တော့အခုချက်ချင်းလှုပ်ဆောင်မှုကျွန်တော်တိုက်တွန်းခြင်းနဲ့ကိုလည်းကျွန်တော်တို့မှားခြင်းနဲ့ဒါကြောင့်ဒီနေ့ဒီဗီဒီယိုလေးပြီးသွားတဲ့အခါပပအနားမှာရှိနေသေးရင်ပပအနားမှာရှိနေသေးရင်ပပရဲ့ကျန်းတဲ့နေတဲ့လက်ကလေးကိုတွားကင်လိုက်ပါပြီးရင်ပပမျက်လုံးကိုတေချာကြည့်ပြီးတော့ပြောလိုက်ပါပပကျွန်တော်ကျမအတွက်အရာရာပေးဆက်ခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်ပပကိုကျွန်တော်အယမ်းချစ်တယ်အကယ်၍ပပကအဝေးမှာရှိနေရင်လဲအခုပဲဖုန်းခေါ်ပြီးတော့အတန်လေးကြားအောင်လုပ်ပေးပါပပကိုကျွန်တော်မပြောမိခဲ့တဲ့စကားတစ်ခွန်းအဖြစ်နောင်တကဘာနဲ့ကြံရစ်မဲ့အစားရှိနေစင်မှာပဲအချိန်ချင်းပြောပြလိုက်ပါအဲ့တော့မိဘကိုပြုစုရမယ့်အချိန်ဆိုတာဟာကိုအားတဲ့အချိန်မဟုတ်ပါဘူးသူတို့ရှိနေတဲ့အချိန်သာဖြစ်ပါတယ်အချိန်မနှောင်းခင်တန်ဖိုးထားကြပါစို့အဲ့တော့ကျွန်တော်တို့ဒါသာသနာရဲ့ရှုထောင့်တွေသာသနာရဲ့အဆုံးအမတွေကိုမပြောသေးဘဲနဲ့လက်ရှိကျွန်တော်တို့တွေကြုံနေရတဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ဝိကွာနေတဲ့ကျွန်တော်တို့ဘဝရဲ့တော့တိုင်းကြီးတွေကျွန်တော်တို့ဘဝရဲ့တကယ်ကိုစေတနာရှင်ကြီးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လစ်လျူရှုထားတဲ့အလေးတွေကိုအရင်ဆုံးပြောပြတာပါဒါကြောင့်ကျွန်တော်တို့ဖခင်တွေရှိနေသေးအောင်မယ်ဆိုရင်တော့ဒီနေ့ဒီချိန်မှာဒီသင်ခန်းစာလေးကိုနားထောင်ပြီးတော့လက်တွေ့ကြကျွန်တော်တို့တွေအားလုံးအကောင့်တွေဖွင့်ချရအောင်ပါပပကိုကျွန်တော်တို့မပြောမိခဲ့တဲ့စကားတစ်ခွန်းနေတဲ့မှာပပရဲ့ချစ်လိုက်တာပပကိုချစ်တယ်ပပကိုကျေးဇူးတင်တယ်ပပကိုအားနာတယ်ပပကိုကျွန်တော်တို့ပြစ်ထားမိတဲ့အတွက်ကြောင့်ပပခွင့်လွှတ်ပေးပါဆိုတဲ့စကားသံတွေဖြစ်ပါတယ်အဲ့တော့ဒီရင်ပတ်ကြီးနဲ့ချစ်တဲ့ကျွန်တော်တို့ပပကကျွန်တော်တို့ရဲ့ဒီစကားသံလေးတစ်ခွန်းနဲ့ပဲသူကျွန်တော်တို့ကိုအရာအားလုံးခွင့်လွှတ်ပေးမှာဖြစ်ပါတယ်အလောရှိမြအားလုံးကိုအကောင်းဆုံးเนาะကျွန်တော်တို့ဖခင်ရှိပြီးတဲ့နောက်ပိုင်းမှာเนาะကောင်းတဲ့
ဆုလက်တွေရရှိသူများအဖြစ်ပြုလုပ်ပေးသနာတော်မူပါစေတာကွန်တမီကောင်ယရနာများအဖြစ်အလောရှိမြတ်ပြုလုပ်ပေးသနာတော်မူပါစေအစ္စလာမုအလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူ